Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နောင်စောပါဆိုတော့ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကကျွန်တော်တို့မြန်မာရခိုင်ဗမာမြန်မာပြည်နဲ့ပတ်သက်တဲ့တမိုင်းအကြောင်းအရာတွေကျွန်တော်အသေးစိတ်ပြောပြတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းအတူတူဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်မြန်မာဆိုတာဘာလဲဘယ်ကနေစတင်ဖြစ်ပေါ်လာလဲဘယ်လိုလူတွေကဘယ်အချိန်ကစတင်နေထိုင်ခဲ့တာလဲစင်ကဲပြောင်းလဲခြင်းတွေကရောဒီမြေပေါ်မှာဘာတွေဖြစ်ခဲ့ဘယ်နေရာမှာအခြေချနေထိုင်ခဲ့ကြတာဘယ်လိုမင်းတွေကရောအုပ်ချုပ်ခဲ့ကြတာခေတ်ဆက်ဆက်ဒီမြေပေါ်မှာဘာတွေဖြစ်ပြောင်းလဲခဲ့အဲ့ဒီမှာမြန်မာနိုင်ငံဆိုတာကရောဘယ်လိုမျိုးခေတ်စနစ်တွေနဲ့ဖြစ်ပေါ်လာခဲ့လက်ရှိမြန်မာနိုင်ငံဆိုတာကရော